ဒီနေ့တော့ Polo Ralph Lauren ကအဝတ်အစားတွေဝယ်မယ်ဆိုရင်ဘယ်အဝတ်အစားတွေဦးစားပေးဝယ်သင့်လဲနဲ့အဲ့အဝတ်အစားတွေအကြောင်းပြောပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်စလိုက်အောင်ပထမဦးဆုံးမဖြစ်မနေပြောပြပေးရမှာတော့ Polo shirt ပဲဖြစ်ပါတယ်1982ခုနှစ်မှာမိတ်ဆက်ခဲ့ပြီးတော့ Polo shirt ဆိုပေမဲ့ tennis အားကစားအတွက်မဟုတ်ဘူး Ivy League ကကျောင်းသားတွေရဲ့ uniform ဖြစ်ခဲ့ပြီးတော့တကယ် preppy look ရဲ့ classic ဝတ်စားတစ်ခုလည်းဖြစ်လာတယ်1990ခုနှစ်တွင်မှာ oversize အနေနဲ့ hip hop blogger artist တွေကဝတ်ခဲ့ပြီးတော့ပန်းအောင် Polo ဆိုရင် Pharrell တို့ Kanye တို့နဲ့တွဲတည်ကြတဲ့ဒါ Polo shirt တစ်ထည်လည်းဖြစ်ပါတယ်အခုချိန်ထိလည်း timeless ဖြစ်နေစဉ် piece တစ်ခုဖြစ်တဲ့အတွက် video ထဲမှာရှိတဲ့ timeless coin investment တစ်ခုလို့ပြောလို့ရပါတယ်Polo Ralph Lauren ဆိုရင်မဖြစ်မနေပြောမယ်နောက်ထပ်တစ်ခုကတော့ Oxford shirt လို့ခေါ်တဲ့ OCBD shirt ဖြစ်ပါတယ် Ralph Lauren ရဲ့နောက်ထပ် classic piece တစ်ခု Ivy League ကျောင်းရဲ့အဓိက visual language piece တစ်ခုဖြစ်ပြီးတော့ collar မှာကျယ်သီးပါတဲ့အတွက်တက်ထားတဲ့အခါကျရင် collar ဘေးက S pole လေးဖြစ်နေတာ OCBD ရဲ့အသက်ပဲဖြစ်ပါတယ်အပြာနုနဲ့အဖြူရောင်မဖြစ်မနေဝယ်တဲ့ Polo Ralph Lauren အယောင်တွေဖြစ်ပြီးတော့ formal နဲ့ casual ကြားတဲ့ classic piece တစ်ခုလို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ cable knit ဆိုတာပါCable knit pattern ဆိုတာက American တကယ်တော့မဟုတ်ဘူးဥရောပအားကစားလောကရဲ့အမွေအနှစ်တစ်ခုဖြစ်ပါတယ် Ralph Lauren ရဲ့ cable knit sweater ကတော့ cream navy pastel tone ရောင်တွေက country club အထောက်ဖော်ကျူးတဲ့အတွက်နာမည်ကြီးရဲ့ OCBD shirt နဲ့တွဲဝတ်တာ Ralph Lauren ရဲ့ icon နဲ့တွဲဆက်တွေပဲဖြစ်ပါတယ်1991ခုနှစ်မှာမိတ်ဆက်ခဲ့ပြီးတော့ Polo Bear ဆိုတာက Ralph Lauren ရဲ့ mascot ဆိုတာထက်ပိုတဲ့ယဉ်ကျေးမှု icon တစ်ခုဖြစ်ပါတယ်Polo Bear ကိုယ်တိုင်က Ralph Lauren ရဲ့ဝတ်စားတွေကိုဝတ်ထားပြီးတော့ Ralph Lauren Wall ရဲ့နာမည်ကြီးရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ Kanye West ကသူ့ရဲ့ College Dropout debut album မှာ Bear Sweater နဲ့အနီကိုဝတ်ခဲ့ပြီးတဲ့အချိန်မှာတော့ Polo Bear Sweater က streetwear grade တစ်ခုလည်းဖြစ်လာသလိုဝတ်စုံမျိုးစုံဝတ်ထားတဲ့ဒီ Polo Bear Sweater တွေက collectible piece တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။နံပါတ်5ကတော့ Rugby shirtအားကစားအလာပေမဲ့ menswear staple အဖြစ်ဆုံးဝတ်စားတစ်ခုဖြစ်တယ်ဒီ rugby shirt ကအမျိုးသားတိုင်းမှာရှိတဲ့ဝတ်စားတစ်ခုဖြစ်ပြီးတော့ Ralph Lauren ရဲ့နာမည်ကြီး piece တစ်ခုလည်းဖြစ်ပါတယ်အဖြူအောင် collar ကလူငယ်ဆန်ပြီးတော့ street လဲဆန်သလိုအားကစားအငွေ့သက်ကိုလည်းပေးပြီးတော့တခြား Ralph Lauren piece တွေနဲ့လည်းတွဲဖို့လို့ရပါတယ်အောက်က denim chino အခါကိုဘောင်းမီအကုန်လုံးနဲ့လည်းလိုက်ဖက်တဲ့အင်ကြီးဖြစ်ပါတယ်Polo Ralph Lauren ဆိုရင် streetwear urban fashion နဲ့ချိတ်ဆက်မှုအများဆုံးလိုက်ရတော့ Polo Sport line ပဲဖြစ်ပါတယ် oversize logo 9 အသားတွေက hip hop blogger မှာလည်းနာမည်ကြီးပါတယ်ဒီမှာဝတ်တဲ့လူတိတ်မရှိပေမဲ့ Polo Sport windbreaker jacket တွေက luxury brand တွေ streetwear ကိုအစောဆုံးရောက်ရှိလာတဲ့ piece တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ double RL ရဲ့ jean တွေဖြစ်ပါတယ်ဝယ်ရခက်တဲ့ Ralph Lauren line ဖြစ်တဲ့အနည်းဆုံးကစင်ကာပူမှာပဲရှိတယ်Double R line ဆိုရင် vintage American နောက်ထင်ရစေတဲ့ဂျင်းမောင်းမီသားတွေ Western military piece တွေကိုအကောင်းဆုံးဖန်တီးမှုတွေနဲ့တွေ့ရမှာဖြစ်ပြီးတော့ Double RL ကဂျင်းတွေကလည်းဝယ်လို့မမားတဲ့ဝတ်စားတွေလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ navy blazer ပါနက်ပြန်အောင် blazer မှာရွှေရောင်ကျယ်သီးနဲ့ jacket ဆိုတာက American style အစစ် Ivy uniform အစစ်ဖြစ်ပြီးတော့ Ralph Lauren ဖန်တီးထားတဲ့ဒီ soft shoulder style tailoring ကတက်တောင့်တက်တာဖြစ်ပြီးတော့အထာကျလွန်တယ်ဘယ်နေရာမှာဖြစ်ဖြစ်ဝတ်လို့ရတဲ့ versatile piece တစ်ခုလည်းဖြစ်ပါတယ်နံပါတ်9ကတော့ chino trouser တွေပါChino trouser တွေက military background ကလာတာဖြစ်ပြီးတော့ American style ရဲ့အဓိကဘောင်းမီတစ်ခုလို့လည်းသတ်မှတ်ကြပါတယ်Polo Ralph Lauren ထုတ်တဲ့ chino တွေကတကယ်လည်းနာမည်ကြီးရဲ့ piece တွေဖြစ်ပြီးတော့အယောင်မှာဆိုရင် khaki ရောင်နက်ပြာရောင်နဲ့ olive အယောင်တို့ကမဖြစ်မနေဝယ်ရမယ့် Polo Ralph Lauren ရဲ့ chino အယောင်တွေလည်းဖြစ်ပါတယ်ဒီ chino ဘောင်းမီတွေကိုခုနကပြောထားတဲ့ Ralph Lauren ရဲ့ polo shirt OCBD blazer တို့နဲ့လည်းတွဲဖက်ပြီးတော့ဝတ်လို့ရပါတယ်အဓိကကတော့ Ralph Lauren ဝယ်မယ်ဆိုရင် polo shirt OCBD chino တို့လို foundation piece ကိုအရင်စဝယ်လို့ရတယ်ပြီးရင် identity piece တွေဖြစ်တဲ့cable neck sweater navy blazer တို့ကိုဆက်ဝယ်လို့ရတယ်လို့တကယ်ယဉ်ကျေးမှုကိုလွှမ်းမိုးခဲ့တဲ့ Polo Bear sweater Polo Sport line RL တို့ကလည်းခြံထားလို့မရပါဘူး Polo logo ပါလို့ဝတ်တာနဲ့ Polo ရဲ့အနှစ်သာအောင်နားလည်လို့ဝတ်တာတော်တော်လေးကွာပါတယ်ဘာလို့လဲဆိုတော့ Ralph Lauren ကအပေါ်စား brand တစ်ခုမဟုတ်ဘူး American dream ကိုအဝယ်စားနဲ့ပြောပြနေတဲ့ lifestyle narrative brand တစ်ခုဖြစ်လို့ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်